ဒကာကြီးတို့ဒကမကြီးတို့လူဘဝဆိုတာမြင့်တင်လို့ရတဲ့အခြေအနေဖြစ်နေလို့ဘဝကရခဲ့တဲ့ဘဝမြင့်မြတ်တဲ့ဘဝလို့ဒီလိုသုံးလုံးတာဖြစ်တယ်ဒီနေရာမှာဒကာကြီးတို့ဒကမကြီးတို့အနေနဲ့စကားလုံးကြည့်လိုက်အောင်မြင့်မြတ်တဲ့ဘဝပြောကြည့်မြင့်မြတ်တဲ့ဘဝဆိုရင်နံပါတ်1မြင့်ဖို့လိုတာပေါ့ပြောပါလို့လိုတာတော့မြင့်ဖို့ဆိုတာကမြင့်ဖို့လိုတာပေါ့မြင့်မှမြင့်နာပြောကြည့်ပါဦးမြင့်မှမြင့်နာပြောကြည့်မမြင်မဲနဲ့မြင်ပါမလားဗျာဒီနေ့ပါဠိဆရာတို့ဒကာကြီးတို့မတို့ဒီနေ့ဒီမဟာမြန်ကျောင်းတိုက်ကြီးလာပြီးဝေယဝိဇ္ဇကုသိုလ်တွေလုပ်သလားမလုပ်ဘူးလားဝေယဝိဇ္ဇကုသိုလ်တွေလုပ်ပြီးသာသနာတော်မြတ်ကြီးကိုမြင့်တင်ပေးတာသာသနာတော်ကြီးကိုမြင့်တင်ပေးလိုက်တဲ့ဝေယဝိဇ္ဇကုသိုလ်ကဝေယဝိဇ္ဇကုသိုလ်ရှင်တွေကိုမြင့်သလားမမြင့်ဘူးလားမြင့်တယ်ဒါမှမဟုတ်ကြောင့်ကိုယ့်ကိုယ်ကိုဝေယဝိဇ္ဇကုသိုလ်နဲ့မြင့်တော့ဒီနေ့မြင့်တဲ့ဘဝရောက်ပါပြီပြောမြင့်မှမြင့်နာပြောကြည့်ဒီနေ့ဝေယဝိဇ္ဇတဲ့အာမရဘူးတို့ကလှူလဲလှူအောင်ပါဆိုတော့ဒါနကုသိုလ်ပြန်လဲမိမိကိုယ်ကိုမြင့်သလားမမြင့်ဘူးလားမြင့်တော့မြင့်သလားမမြင့်ဘူးလားဟောမြင့်တော့ဘာဖြစ်တော့မြင့်တော့မြတ်တော့တာပေါ့မြင့်တော့ဘာဖြစ်မြတ်တယ်မြတ်တယ်ဆိုတဲ့စကားလုံးလေးကိုလည်းနည်းနည်းလေးစဉ်းစားကြည့်မြတ်တယ်ရှုံးတယ်အရင်ဖြစ်တယ်ဒီလိုလာတယ်မဟုတ်လားဒကမာကြီးတို့က3,500စီးပွားရေးလုပ်တယ်3,500လုပ်တယ်ဆိုရင်ဒကမာကြီးတို့လုပ်တဲ့လုပ်က3,500နဲ့ပို့ပြီးရတယ်3,100ရတယ်ဆိုတာမြတ်တယ်လို့ပြောလို့မရဘူးလားရတယ်3,500ရင်းနေတယ်3,500လောက်ပဲပြန်ရတယ်ဆိုတာအရင်ရတယ်လို့ပြောလို့မရဘူးလားရတယ်3,500ရင်းနေတယ်3,500မလောက်3,200လည်းပြန်ရတယ်ဆိုရင်အဲ့ဒါဆိုဘာဖြစ်လဲတော့ရှုံးတယ်မြတ်ဆိုတဲ့စကားလုံးကအောက်ကစကားလုံးတွေကြီးမှသိတာနော်ရှုံးတယ်အရင်ကြတယ်အမြတ်ထွက်တယ်ကဲဒကမာကြီးတို့ရဲ့ဘဝကိုအရင်ရှုံးတဲ့ဘဝမဖြစ်စေချင်ဘူးဆိုရင်မြတ်ဖို့လိုသလားမလိုဘူးလားမြတ်ဖို့ဆိုလို့ရှိရင်မြင့်ဖို့လိုသလားမလိုဘူးလားမြင့်မှမြတ်တာပြောကြည့်ဒါမှမဟုတ်ဒကာကြီးတို့ဒကမာကြီးတို့ခုလူဘလူလောကနဲ့ဆက်လက်ထွက်ပါမယ်ဆိုရင်လူဘလူလောကနဲ့တာလုံးတဲ့ဘဝတွေနတ်ဘဝမြတ်ဘဝစသဖြင့်မြင့်တဲ့ဘဝတွေရောက်မယ်ဆိုလို့ရှိရင်ဒကာကြီးတို့ဒကာမကြီးတို့ဘဝမြတ်သလားမမြတ်ဘူးလားအမြတ်ထွက်တဲ့ဘဝပြောပါတော့အေးနောက်ဘဝလည်းဒီလိုပုံစံလေးပဲဒီလိုပုံစံလေးပဲဖြစ်နေတယ်ဆိုတော့အရင်ရတဲ့ဘဝပြောပါရတဲ့ဘဝနောက်ဒီလိုတော့မဖြစ်ဘဲနဲ့ငရဲတိရစ္ဆာန်ပြိတ္တာသူရကမှာသွားဖြစ်မယ်ဆိုရင်အရင်ရှုံးပါလားမရှုံးပါလားအေးဒါပြောအရင်ရှုံးရင်ဒကမာကြီးတို့